မင်္ဂလာပါရှင်ခွဲဆန်မှုတစ်ခုလုပ်ပြီးအိမ်ပြန်ရောက်တဲ့အခါဒဏ်ရာကိုပိုးမဝင်အောင်ဘယ်လိုစစ်ထရမလဲဆိုတာလူနာရှင်တွေအတွက်တော်တော်လေးစွန့်ရင်ရတဲ့ချက်ဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာဝန်ညွှန်ကြားချက်အတိုင်းအိမ်မှာတင်စနစ်တကျပိုးမဝင်အောင်စစ်ထရနည်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့စီမထက်ခင်လိုအပ်တဲ့ပစ္စည်းလေးတွေကိုအဆင်သင့်ပြင်ထားရပါမယ်။လက်ကိုဆက်ပြနဲ့အနည်းဆုံးစက္ကန့်20ကြာအောင်စင်ကြယ်စွာဆေးပါ။အရင်ပတ်ထားတဲ့ပတ်တီးကိုဖြည်းဖြည်းချင်းခွာပါဒါနဲ့ကပ်နေပါကငါတက်တာစီဖို့ရဲ့အတွက်ငုံမေစီလိုက်ဒါမှမဟုတ်ဒီချက်အေးဖြင့်နည်းနည်းဆွတ်ပြီးမှခွာပါမှန်ရအောင်ဒဏ်ရာကိုစစ်ဆေးပြရပါမယ်ဒဏ်ရာကတီးထွက်နေသလားပင်ချောင်ပြောင်းနေသလားဒဏ်ရာကနေရဲနေသလားအနှံ့ထွက်နေသလားဆိုတာဒုတိယဆိုင်နဲ့ကြည့်ပြရပါမယ်ပိုးသက်ထားတော့လက်အိတ်နဲ့ပိုးသက်ထားတော့ပဋိစာတွေကိုသုံးဝေးရပါမယ်ကိုတက်ထားတဲ့လက်အိတ်ကိုအတွင်းဘက်ကကင်ပြီးမှခွေရပါမယ်နောက်တစ်ဖက်ကိုတော့ဆန့်ကျင်ဘက်အပြင်ဘက်ကနေကင်ပြီးခွေပြရပါမယ်ဒဏ်ရာရဲ့ဘေးတစ်ဝိုက်ကိုရက်ပြန်နဲ့တန့်စင်ပြရပါမယ်ဒုတိယဆင့်အနေနဲ့နိုမဲစီလိုက်ဒါမှမဟုတ်ရေကျဲအီးနဲ့ဒဏ်ရာမှအတွင်းမှအပြင်တို့ဝိုက်ပြီးတန့်စင်ပြရပါမယ်နောက်ဆုံးအဆင့်အနေနဲ့ဆေးဝါးရေးထည့်ပေးရပါမယ်
ထားတဲ့ပတိစအုပ်ပြီးပတိစီပေးရပါမယ်စီးထက်ယုံနေမကပဲတန်ရအမြန်ကျစ်စီဖို့ငါရဲ့နေထိုင်မှုပုံစံကလည်းရေးကြီးပါတယ်အသားငါဝက်မျိုးမျိုးနဲ့ဗီတာမင်စီကျွဲဝတဲ့တိညံတွေကိုငင်းရစားပြီးပါတန်ရဖို့အမြန်ကျစ်စီပါတယ်တန်ရဖို့ရေမဆိုအောင်ယူဆိုင်ပါရေချိုးရင်ရေဆိုကန်ပလတ်စတစ်ကပ်ပြီးမှချိုးပါလူနာရဲ့ပြပဝန်းကျင်ကိုလည်းဖုံမှုများမရှိစေပဲတန့်ရှင်းအောင်ထားပေးရပါမယ်ဆရာဝန်ခွင့်ပြုပါကလမ်းလျှောက်ပေးပါဒီချိန်ငန်းပုံမှန်လုပ်ပေးပါရေနံမြတောက်ပေးဖို့လိုအပ်ပါတယ်ရေထက်ပြေးဝခြင်းဟာတွေ့ပင်နှုံးကိုထိညစ်ပေးပြီးတွေ့တဲ့ပတ်မှုကိုပုံမကောင်းမွန်စေပါတယ်ဆလိဖြတ်ပါဆလိတောက်ခြင်းသည်တွေ့ကြများကိုကျင်းစေပြီးနာကျင်ခြင်းကိုနှိမ့်ပွေးစေပါတယ်စီးကြိုရှိပါကပုံမှန်စစ်ဆေးပြီးလိုအပ်ပါကဆရာဝန်နဲ့ပြန်လည်ပြသသင့်ပါတယ်ဒီဗီဒီယိုလေးကလူနာရှင်တွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲကျန်းမာချမ်းသာကြပါသည်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်လက်အန်ဆက်ခွဲလုပ်ပေးဖို့မမေ့ပါနဲ့ဦးနော်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်။ Like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့ဦးနော်။